โอเคအားလုံးပဲမင်္ဂလာပါများကျွန်တော်ဒီနေ့ပြောပြမှာလေးကတော့ Delta Ju 3420နဲ့ဒီဘက်9420ကိုနှစ်ခုရှင်းပြမှာဖြစ်ပါတယ်မြကျွန်တော်ပထမဆုံးအနေနဲ့ဒီညာဘက်က9420လေးကိုအရင်ရှင်းပြပြီးပေါ့နော်ဒီ model လေးကတော့သူက i5 မှာ11 generation သူကကြတော့ဒီ memory RAM ကြတော့သူက 16GB ပါမယ် SSD ကကြတော့ဒီမှာကျတော့ 512GB နဲ့ရမှာပေါ့နော်သူရဲ့ GPU လေးရာလေးသူကဒီ Intel Iris H ကိုမှာ graphic 8GB နဲ့ရအောင်ပေါ့နော်သူရဲ့မူရင်းစင်းနှုန်းကတော့ကျွန်တော်တို့18သိန်း5000ကိုကျွန်တော်တို့တွေဒီ promotion နေနဲ့ကျွန်တော်တို့ဒီ18သိန်း3000နဲ့ရောင်းချပေးမှာဖြစ်ပါတယ်မြခုနကတော့ဒီ9420လေးကိုတော့ပြပြယူပါပြီခုဒီဘက်က3420လေးကိုချက်ပြန်ပြီးပြပြပြီနော်ဒီ model လေးကလေသူက i5 မှာ11 generation memory RAM ကျတော့ 16GB SSD ကကျတော့သူက 512GB လေးနဲ့ရမယ်သူရဲ့ GPU ကလေ Intel Iris H ကိုမှာဒီ 8GB နဲ့ရမှာပေါ့နော်သူရဲ့ဒီမူရင်းစင်းနှုန်းလေးကလေ15သိန်း5000ကိုကျွန်တော်တို့ခု promotion အနေနဲ့15သိန်းအတိနဲ့ရောင်းချမှာဖြစ်ပါတယ်မြခုဒီ model နှမျိုးကိုကျွန်တော်ခုရှင်းပြမှာဖြစ်ပါတယ်မြဒီပထမဆုံးတစ်ချက်အနေနဲ့ကြတော့သူကစုံဝင်ဆိုင်ကကြတော့ဒီညာဘက်က9420ကကြတော့စုံဝင်ဆိုင်14လက်မှဖြစ်ပြီးတော့ဒီဘက်ချမ်းက3420ကကြတော့စုံဝင်ဆိုင်က14ခွက်ဖြစ်ပါတယ်မြဒါပေမဲ့ဒီနှစ်ခုမှာဘာကွာခြားသွားလဲဆိုတော့ဗျာသလားဒီအရင်ကွာခြားမှုတော့မရှိဘူးဒါပေမဲ့ဒီ9420ကကြတော့နည်းနည်းလေးပဲတီးသွားမှာပြီးတော့နည်းနည်းလေးပို့ပြီးပါမယ်3420ကကြတော့ဒီဘယ်လိုနည်းနည်းလေးပို့ပြီးထုမယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်နောက်တစ်ချက်အနေနဲ့ကကြတော့ကျွန်တော်တို့ဒီ3420လေးကကြတော့ဒီရိုးရိုးဒီဒဲကောင်းသီးကျိုးလေးနဲ့အာသွင်းရမှာဖြစ်ပြီးတော့ဒီဘက်က9420ကကြတော့သူ original တိုက်စီအာသွင်းကျိုးလေးနဲ့ဖြစ်သွားမှာပေါ့နော်ဒီနှစ်ခုမှာအာသွင်းမယ်ဆိုလို့ရှိရင်ကြတော့ဒီ9420ကကြတော့ဒီ0% နေပြီးတော့သူ100ပြည့်တွင်းမယ်ဆိုလို့ရှိရင်ကြတော့ဒီ2နာရီခွဲလောက်နဲ့ဒီအပြည့်ဝင်သွားမှာပေါ့နော်ဒီဘက်3420ကကြတော့ဒီ0% နေပြီးတော့100ပြည့်တွင်းမယ်ဆိုလို့ရှိရင်သူကကြတော့ဒီ4နိုင်လောက်ဒီတွင်းရမှာပေါ့နော်အဲ့လိုမျိုးရှိတယ်ကျွန်တော်ရုပ်ထွက်လေးကိုတစ်ချက်ပြောပြမှာဖြစ်ပါတယ်မြဒီ9420ရုပ်ထွက်လေးရဆိုလို့ရှိရင်လေသူက1920 1080ကိုမှသူကဒီ Full HD နဲ့ရမှာပေါ့နော်ဒီဘက်လေးကကြတော့ဒီ3420ကကြတော့ဒီ1366 968ဒီ normal ရုပ်ထွက်နဲ့ပဲရမှာပေါ့နော်ဒီနှစ်ခုမှဆိုလို့ရှိရင်ကြတော့ဒီကိုတို့Photoshop တို့ဒီ editing မိုင်းတို့ဒီ software အမြင့်တွေပါသုံးမြင်တာမျိုးဆိုလို့ရှိရင်9420နဲ့ဆိုရင်ရုပ်ထွက်ကြီးကြီးလေးနဲ့ပို့ပြီးလဲသုံးရအဆင်ပြေမယ်ဒီဘက်3420ဆိုလို့ရှိရင်ကြတော့ဒီသုံးလို့မရတော့မဟုတ်ဘူးเนาะဒါပေမဲ့သူရုပ်ထွက်ကြတော့1366 968နဲ့ပဲရမှာပေါ့နော်ကျွန်တော်နောက်တစ်ချက်အနေနဲ့ကကြတော့ဒီတည်သွားတည်လာလုံးမဲ့ customer လေးဆိုလို့ရှိရင်လေသူကစုံဝင်ဆိုင်ရဒီ9420ဆိုလို့ရှိရင်သူက14လက်မပေါ့နော်ဒီ3420ဆိုလို့ရှိရင်လေသူကကြစုံဝင်ဆိုင်ရ14ခွဲဒါပေမဲ့အလေးချိန်မှာကြတော့ဒီ9420ကကြတော့ 1.40kg လောက်ပဲရှိမယ်သူကတကယ်ကြီးခွဲမပြည့်ဘူးပေါ့နော်ဒီ3420ကကြတော့ဒီက1.52kg လောက်တော့အလေးချိန်လေးရတော့ရှိမယ်ဒါပေမဲ့ဒီနှစ်ခုလုံးကကြတော့နေရာတိတ်စားတာမျိုးတော့မရှိဘူးဒီစုံဝင်ဆိုင်ရ14ခွဲနဲ့14လက်မတိတ်တော့လေကွာရီထဲမှာတော့မပေါ်ဘူးပေါ့နော်နောက်တစ်ချက်အနေနဲ့ကကြတော့သူတို့ရဲ့ဒီ body ဘိုင်းပေါ့နော်ဒီသူရဲ့ body ဘိုင်းမှာဆိုလို့ရှိရင်လည်း9420လေးရကြတော့ဒီ body ဘိုင်းမှာပို့ပြီး quality ပို့ပြီးတော့ကောင်းတယ်ဒီ3420တက်စားလို့ရှိရင်ပို့ပြီးတော့လေအကျန်းခံတယ်ပေါ့နော်ဒီ3420ကကြတော့သူ့တဲ့ body ဘိုင်းသူ့ထက်စားလို့ရှိရင်တော့နည်းနည်းလေးတော့ပို့ပြီးတော့လျှော့သွားမယ်ပြီးလို့ရှိရင်သူ့ cooling system ကကြတော့ဒီကောင်းလက်စားလို့ရှိရင်နည်းနည်းလေးကောင်ပို့ပြီးတော့လျှော့သွားမယ်ပေါ့နော်သူ့ရဲ့ cooling system ကကြတော့ပို့ပြီးတော့ကောင်းတယ်ဒီ body ဘိုင်းရောဒီပြည့်ဒီထဲရဒီတုံးထားတဲ့ CPU ဘာရစနော် performance တော့ကောင်းတယ်ဒီညဘက်သုံးမဲ့ customer တွေအတွက်လေ keyboard lighting ကဒီmodel နှစ်ခုလုံးမှာပါတယ်ပေါ့နော်အဲ့အတွက်လည်းအဆင်ပြေပေါ့ဒီ budget ဒီအရန်သုံးနေတဲ့ customer တွေအတွက် Delta Ju 3420တဲ့က i5 11 generation 15သိန်းအတိဒီဒါလေးသုံးလို့ရလို့ဒီကျွန်တော်တို့ဒီ series အမြင့်ဒီ CPU performance ကောင်းကောင်းမှာကင်ရင်တဲ့ customer တွေအတွက်လည်း Delta Ju 9420လေးကိုလည်းသုံးလို့ရပါတယ်မြကျွန်တော်ဒီ model နှစ်မျိုးလုံးကိုကျွန်တော်အာမခံတစ်နှစ်စီပေးထားပြီးတော့ကျွန်တော်ရန်20အစမ်းသုံးဝင်လည်းပေးထားရပါတော့ဒီရန်20အတွင်းမှာကြတော့ဒီကိုတို့ဒီ3420ဝယ်ဝါးပြီးမှမကြိုက်ဘူးဆိုလို့ရှိရင်ဒီဘက်ညာဘက်က9420လေးကိုလာပြန်လဲမယ်ဆိုလို့ရှိရင်လည်းလဲလို့ရပါတယ်ဗျကျွန်တော်ဒီလက်ဆောင်ပစ္စည်း6မျိုးလဲပါမယ်ကျွန်တော်သူ original အာသွင်းကြိုဒီဘက်မှာဆိုလို့ရှိရင်လည်းသူ original type C 65 ဝက်ဂျူနဲ့ရမယ်ဒီ model လေးဝယ်မယ်ဆိုလို့ရှိရင်ကြတော့ကျွန်တော်ဒီသူ့ရဲ့ခေါင်းသေးကြို original 65 ဝက်ဂျူနဲ့ရမယ်ပေါ့နော်ကျွန်တော်ဒီလက်တော့လေးကိုဒီဆက်သွယ်မှာယူခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီ39 9လေး88ခွန်ရှိကြောက်ဆက်သွယ်ပြီးတော့မှာယူလို့ရပါတယ်ခင်ဗျကျွန်တော်ဒီ3420နဲ့9420ဘာဝယ်သင့်လဲဆိုတာလေအောက်က comment လေးမှာချက်ရေးသွားပေးခဲ့ပါအောင်နော်အားလုံးကျေးဇူးတင်ပါတယ်ဗျ